ပတ်ချီဟွန်ရဲ့မတူညီတဲ့ character တွေကိုကြည့်ရှုရမယ် K-drama 9 ကမင်္ဂလာပါပရိသတ်ကြီးရေ Wing Kwai လို့လူသိများတဲ့ပတ်ချီဟွန်ဟာ idol တယောက်အဖြစ်တင်မကပဲတရုတ်ဆောင်ပိုင်းမှာလည်းပရိသတ်ကိုအမြဲမျက်လုံးအပြူးသားဖြစ်အောင်လုပ်နိုင်တဲ့အရေးချင်းရှိသူပါချစ်စရာကောင်းတဲ့ကောင်လေးကနေသွေးအေးအေးနဲ့ကြမ်းတမ်းတဲ့ character တွေအထိသူတရုတ်ဆောင်ခဲ့တဲ့မတူညီတဲ့ရသဆောင် K-drama 9 ကားကိုတင်ဆက်ပေးလိုက်ပါတယ်နံပါတ်1 Flower Crew Joseon Marriage Agency 2019ဒီကားထဲမှာတော့သူဟာဂျိုဆွန်ခေရဲ့ fashion icon ရုပ်ချောပြီးစကားပြောချိုသားတဲ့မင်္ဂလာပွဲစီစဉ်သူကိုရောင်စိုးအဖြစ်ပါဝင်ထားပါတယ်။ပေါ့ပေါ့ပါပါနဲ့ချစ်စရာကောင်းတဲ့ပထမဆုံးသမိုင်းကြောင်း drama အဖြစ်မြင်တွေ့ရမှာပါ။နံပါတ်2 Love Revolution 2020 Webtoon ကိုအခြေခံထားတဲ့ဒီကျောင်းသားကားလေးထဲမှာတော့သူဟာချစ်သူကောင်မလေးအပေါ်အသေးအတန်အချစ်ကြီးတဲ့ချစ်စရာကောင်းတဲ့ကျောင်းသားလေးဂုံကျူရောင်အဖြစ်ပါဝင်ထားပါတယ်။ခေါင်းအစခြေအစုံ cute virus တွေကူးစက်စေမဲ့ character မျိုးပေါ့နံပါတ်3 At a Distance A Spring is Green 2021အပြင်ဘက်မှာပြည့်စုံပြီးပျော်ပျော်နေတတ်ပုံပေါ်ပေမဲ့အတွင်းစိတ်မှာဒဏ်ရာတွေအပြည့်နဲ့တက္ကသိုလ်ကျောင်းသားရောကျွန်းရဲ့အခန်းကဏ္ဍပါပတ်ချီဟွန်ရဲ့စိတ်ဒဏ်ရာရနေတဲ့မျက်ဝန်းတွေနဲ့ခန်းစားချက်အနုစိတ်သရုပ်ဆောင်မှုကိုဒီကားမှာအပြည့်အဝမြင်တွေ့ရမှာပါနံပါတ်4 Weak Hero Class 2022ဒါကတော့ပတ်ချီဟွန်ကိုသရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ်လူတိုင်းကလက်မထောင်ချီးကျူးခဲ့ရတဲ့အလဲ့အပြောင်းကားကြီးပါ။ကျောင်းတွင်းအနိုင်ကျင့်မှုကိုဉာဏ်ပညာနဲ့ရရဆက်ဆက်တုံ့ပြန်တဲ့သွေးအေးအေးစကားနဲ့နဲ့မျက်လုံးအမူအရာအယမ်းမိုက်တဲ့ယွန်းစီအန်အဖြစ်သရုပ်ဆောင်ထားပါတယ်။နံပါတ်5 Love Song for Illusion 2024ဒီသမိုင်းကြောင့် Romance Fantasy ကားထဲမှာတော့သူဟာတကူထဲမှာဇယိုက်မတူတဲ့စိတ်နှစ်ခုရှိနေတဲ့အိမ်ရှိဆန်မင်းသားစာဂျိုဟွန်းနဲ့သူ့ရဲ့ဒုတိယအတ္တအဟီဆိုပြီး character နှစ်ခုလုံးကိုတပြိုင်နက်တည်းအမိုက်စားသရုပ်ဆောင်ပြသွားခဲ့ပါတယ်။ချစ်စရာကောင်းတဲ့ပန်းလေးလိုကောင်လေးကနေသွေးအေးအေးနဲ့အမိုက်စားသရုပ်ဆောင်နိုင်တဲ့အထိ character စုံလင်လာတဲ့ပတ်ချီဟွန်းရဲ့ဒီ drama ကားထဲမှာသင်ရောဘယ်ကားကိုအကြိုက်ဆုံးလဲ comment မှာပြောခဲ့ပေးအောင်နော်။